ဟုတ်မင်္ဂလာပါကျွန်တော်ခုရောက်ရှိနေတာကတော့ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ကဇွဲပါကုန်းတန်းရနေမိနစ်20လောက်မောင်းရင်ရောက်တဲ့တန်တဲကမ်းကြီးဖြစ်ပါတယ်ဒီတန်တဲကမ်းကြီးနဲ့ပတ်သက်ပြီးထူးခြားချက်ကတော့အဲ့ဒီဟိုးဝင်းမှာမြင်ရတဲ့ကြောက်တိုင်ဖြစ်ပါတယ်ဒီကြောက်တိုင်ကြီးကိုဒီတပေါင်းစကားတွေတော့မျိုးမျိုးရှိရပေါ့နော်ဟိုလက်ရှေးလက်ထက်တော့ကျတော့ငဇင်ကလက်ထက်မှာပေါ့နော်သူပိုင်တဲ့နေမြေတွေကိုတတ်မှတ်ထားတဲ့ကြောက်တိုင်လို့ပြောပါဒီကြောက်တိုင်ကြီးဒါပေမဲ့တချို့ရှင်းလူတွေကြောက်လေဒီကြောက်တိုင်ကြီးอ่ะပေါ့နော်မီးပြဆိုတဲ့ရွာမှာရှိတဲ့မီးပြတိုင်းမပေါ်ခင်ကဒီကြောက်တိုင်ကြီးကနေမီးတွေပြတယ်လို့လည်းပြောကြတာရှိပါတယ်ပြီးရင်ဒီရွာထဲမှာရှိတဲ့တက်ကြီးရဲ့ဟို60ကျော်အဖွားတယောက်ပြောကြကြရတော့ဒီကြောက်တိုင်ကြီးอ่ะပေါ့နော်အရင်တော့လှဲနေတာပေါ့ဒီကြောက်တိုင်ကြီးကိုလဲနေတဲ့ပုံမှာစိတ်တွေကလည်းတက်တယ်ပေါ့နော်စိတ်တွေတက်တဲ့စိတ်တွေတက်တဲ့နဲ့ထောင်လာတယ်လို့လည်းပြောပါတယ်ဒါပေမဲ့ဒီတမိုင်းထောက်ထားတဲ့တိကျွမ်းတဲ့ဒီပေါ့နော်ဒီတန်လျင်နဲ့ပတ်သက်တဲ့တမိုင်းထောက်ထားတဲ့ပတ်သက်တဲ့ရှေးအောင်ရည်ကြီးမှုသူတေသနာကိုမေးကြည့်တဲ့အခါမှာတော့ဒီကြောက်တိုင်ရဟိုးရင်တော့ပင်လေကြီးအောက်ပေါ့နော်မြေကြီးတဲ့မြုပ်နေတာပေါ့နော်မြေကြီးတဲ့မြုပ်နေတဲ့အခါမှာဒီကမ်းကြီးကိုပေါ့နော်ရိုက်ခက်လာတဲ့ပင်လေတွေကဆိုင်းနဲ့ဒီကြောက်တိုင်ကြီးကတဖြည်းဖြည်းပေါ်လာရင်အဲ့လိုထောင်လျက်ရှိတာပေါ့နော်ဟိုစိတ်တက်လို့လဲနေတဲ့ကြောက်တိုင်ကြီးကထောင်သွားရဲဆိုတော့မဟုတ်ဘူးလို့ကျွန်တော်ကြားသိရပါတယ်ဒီကြောက်တိုင်ကိုအစွဲပြုပြီးဒီကမ်းကြီးကိုကြောက်တိုင်ကမ်းကြီးဆိုပြီးတော့ခေါ်ဆိုကြပါတယ်ဒီကမ်းကြီးကိုလာမယ်ဆိုရင်ရန်ကုန်ကနေကျွန်တော်တို့အများကြီးနဲ့လည်းကား2နာရီလောက်မောင်းတာနဲ့ရောက်ရှိမှာပဲဖြစ်ပါတယ်ဒီကမ်းကြီးမှာဆိုရင်အရင်တော့ပေါ့နော်ဒီကျွန်တော်တို့ဇွဲပါကုန်းကမ်းကြီးတစ်ဆိုင်ဒီကောင်ကကမ်းကြီးလည်းကျေပြန့်တယ်နောက်ပြီးလို့ရှိရင်အပန်းဖြေစကန်စောက်မယ်ဆိုတဲ့စီမံကိန်းလည်းရှိပါတယ်ဒါကြောင့်မလို့ဒီမှာတချို့ရန်ကုန်ကတလေးဆိုဒီမှာမြေဝယ်ထားတဲ့သူတွေလည်းအများကြီးရှိရပေါ့နော်အများကြီးရှိတယ်ပြီးတော့ဒီမှာလည်းတပေါင်းရှိတယ်ဒီတပေါင်းကဘာလဲဆိုတော့ဒီတန်တဲ့ကမ်းကြီးရပေါ့နော်မြေတက်စလောင်းပေါ့နော်ငွေ1000ကျပ်တန်တဲ့အထိဖြစ်ပေါ်လာမယ်လို့လည်းဒီပေါ့နော်တပေါင်းရှိပါတယ်အဲ့ဒီတပေါင်းကကိုဗစ်မတိုင်ခင်ကတော့မှန်တယ်လို့ယူဆလို့ရပါတယ်ကိုဗစ်မတိုင်ခင်မှာလူတော်များဒီတန်တဲ့ကမ်းကြီးကိုလာကြတယ်ပြောကြတယ်ပါကြတယ်ပေါ့နော်ဒီကိုဗစ်နောက်ပိုင်းမှာတော့နည်းနည်းလေးလူပါသွားတယ်ပေါ့ဒါပေမဲ့လည်းဒီမှာအိမ်ယာစီမံကိန်းတွေဒီလိုဟိုတယ်စီမံကိန်းတွေပေါ်ဆောင်မှုအတွက်ပထေးတွေအများကြီးကျန်စီထားတာလည်းရှိပါတယ်ခင်ဗျာလူကြီးမျိုးတွေအနေနဲ့ဒီကာလမှာပေါ့နော်အကယ်လို့ရန်ကုန်မှာရှိတဲ့လူတွေနေပေါ့နော်ကမ်းခြေကိုလည်းတွားကျင်တယ်လွတ်ကင်းကင်းလည်းဖြစ်ချင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ရန်ကုန်တိုင်းထဲမှာပဲအေးလူနဲ့ကမ်းခြေရဲ့ feeling ကိုရကျင်တယ်ချီလီကျင်တယ်ဆိုရင်တော့ဒီပေါ့နော်တန်တဲ့ကမ်းခြေကိုတွားရောက်လည်းပတ်ဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်ဒီတန်တဲ့ကမ်းခြေမှာဆိုရင်ဟိုပင်လယ်စာနဲ့ပတ်သက်ပြီးတော့ရားတဲ့ဆိုင်ကြီးလည်းအများကြီးရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီကိုရောက်ရုံနဲ့ကျွန်တော်တို့ကမ်းမြေ3ခုကိုတပံနေတဲ့မြင်တွေ့ခံစားလို့လည်းရရှိနိုင်ပါတယ်ကျွန်တော်တို့အရင်ဆုံးဇွဲပါကမ်းမြေကိုရောက်မယ်ပြီးအဲ့ကနေမိနစ်20လောက်ကားမောင်းလာရင်အခုကျွန်တော်တို့မြင်ရတဲ့ကြောက်တိုင်ကမ်းမြေခေါ်တန်တဲ့ရွာမှာရှိတဲ့ကြောက်တိုင်ကမ်းမြေကိုရောက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဟိုးဘက်မှာဆိုမီးပြဖျားဆိုတာရှိတယ်မီးပြဖျားဆိုရင်ဒီကျွန်တော်ဇွဲပါနဲ့ဆက်သွားလို့ရှိရင်မီးပြဖျားရှိတယ်ပေါ့အဲ့မှာလည်းဒီကပလီပင်လေအော်ပေါ့နော်ဒီဗုဒ္ဓမပင်လေအော်လို့လည်းခေါ်တာပေါ့ပင်လေဘောကိုမြင်တွေ့ခံစားနိုင်ပါလိမ့်ပြောပါတယ်ဒါကြောင့်ကျွန်တော်ပြီးရင်ကျွန်တော်ကြောက်တိုင်ကိုအနီးကရိုက်ပြပေးပါပြီးဟိုးမှာရက်ထားတဲ့လေအဟောင်းရှိတယ်ခင်ဗျအဲ့လေအဟောင်းကြီးကလည်းတမိုင်းရှိပါတယ်ဒီလေအဟောင်းထဲမှာကျွန်တော်တို့တီးရလောက်ပေါ့နော်ဒီစစ်တွေကပေါ့နော်ကလားလူမျိုးတွေကနေတို့မလေးရှားကိုသွားဖို့အတွက်ဒီလေအဟောင်းကြီးပေါ့နော်ပင်လေတွေကိုဖြတ်တန်းလာခဲ့တယ်ပေါ့ဒီလေအဟောင်းကြီးကလူ30ကျော်ပဲဆက်တယ်ဒါပေမဲ့သူတို့ကလူ100ကျော်ထိတက်ပြီးတော့ဒီလေကြီးနဲ့ပေါ့နော်ဟိုပင်လေတွေကိုခက်ခဲကူတန်းလာတယ်ဖြတ်တန်းလာတယ်ဆိုတော့အတိတ်ရှိခဲ့ပါတယ်ဒါကြောင့်ဒီတွေကိုလူ30ကျော်ပဲဆက်တဲ့လေကိုပေါ့နော်လူ100အထိခက်ခဲနဲ့ပင်လေကိုကျော်ပြခဲ့တဲ့အထုံးနဲ့ဒီတိုင်းကြီးပေါ်မှာတင်ထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာရှိတဲ့အရာတိုင်းကတော့လူတွေတွားစိတ်ဝင်စားကြမျိုးစုံကိုပြေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်လူကြီးမင်းတို့အနေနဲ့ပေါ့နော်လူကြီးမင်းတို့ရဲ့ရုံးပိတ်ရက်ဒီမှာအပန်းဖြေခီးပဲဖြစ်ဒါမှမဟုတ်နေချင်းမြန်ခီးပဲဖြစ်တွားလာလက်ပတ်ချင်တယ်ဆိုရင်ကမ်းခြေလေးခြေတဲ့နောက်ပင်လယ်ပြားကနေတက်ခတ်လာတဲ့လေမူအေးလေးတွေလက်ဆက်ရောက်တာကိုလည်းခံစားစေနိုင်မဲ့တန်တဲ့ကမ်းခြေကိုလာရောက်ဖို့အတွက်ကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုပါတယ်ပြီးတော့တွားရောက်လဲလက်ပတ်စီချင်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ဟိုပေါ့နော်အနီးကပ်ပေါ့ကျွန်တော်ကြောက်တိုင်ကိုတော့ကျွန်တော်မပါဘဲနဲ့ပေါ့နော်ကျွန်တော်အနီးကပ်ကြောက်တိုင်ရောလှည့်ပြကြီးကိုကျွန်တော်ရိုက်ပေးပါမယ်ခင်ဗျာအားလုံးပဲပြန်တွေ့ကြမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ